ကြီးနှင့်အိမ်ဟောင်းကျေးလက်တရွာမှာအိမ်ဟောင်းကြီးတစ်လုံးရှိပါတယ်။အိမ်ဟောင်းဆိုတာထက်နှစ်ပေါင်း100ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့အိမ်ကြီးဟာရွာသူရွာသားတွေအတွက်ကြောက်စရာအကောင်းဆုံးနေရာဖြစ်နေပါတယ်။ညဘက်ဆိုအိမ်ကြီးကနေအမျိုးသမီးတစ်ယောက်ရဲ့ငိုတန်ရေတန်တီးတိုးစကားပြောတန်တွေကိုကြားရတတ်ပြီးတခါတလေမိခိုးမိရှံတွေလည်းမြင်ရတတ်ပါတယ်။တနေ့မှာရွာသစ်ကနေလူငယ်တစ်ယောက်မောင်ထွန်းဟာအဲ့ဒီအိမ်ဟောင်းကိုဝယ်လိုက်ပါတယ်။ရွာသားတွေကမဝယ်ဖို့တတိပေးပေမဲ့သူကတရေဆိုတာမရှိဘူးဆိုပြီးယုံကြည်ချက်နဲ့အိမ်ကိုပြန်ပြင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပထမညမှာအဆင်ပြေပေမဲ့ဒုတိယညကျတော့အိမ်ရဲ့ထူးဆန်းတဲ့အခြေအနေတွေစတင်ပါတယ်။ည10နာရီကျော်တဲ့အခါအိမ်ရဲ့အိမ်ခန်းမှာမီးချောင်းတွေမိတ်တုပ်ဖြစ်လာပြီးအေးဆက်တဲ့လေတွေတိုက်ခတ်လာပါတယ်။မောင်ထွန်းဟာအိမ်ရထဲမှာလှဲနေရင်ခေါင်းရင်းဘေးကမှန်လုံကနေမဲနဲ့တဲ့အရေးတစ်ခုဖြည်းဖြည်းချင်းရွေ့လျားလာတာကိုသတိထားမိလိုက်တယ်။အဲ့ဒါဘာလဲသူ့နှလုံးခုန်တန်တွေကျဲလောင်လာပြီးချွေးတွေပြန်လာတယ်။မှန်ထဲကအရေးဟာဖြည်းဖြည်းချင်းပုံပေါ်လာတယ်။အမျိုးသမီးတစ်ယောက်ရဲ့မျက်နှာဖြူဖက်ဖြူရောနဲ့ပုံရိပ်ပါမျက်လုံးတွေကအနက်ရောင်ပိုင်းကြီးဖြစ်နေပြီးပါးစပ်ကနေသွေးတွေကျနေတယ်။ဒီအိမ်ကငါဟာပါအတန်တစ်ခုကသူ့နားထဲမှာတိုးတိုးလေးကြားလိုက်ရတယ်။မောင်ထွန်းဟာအော်ချင်လာပေမဲ့အတန်ထွက်မလာဘူး။ခြေလက်တွေလည်းလှုပ်မရဖြစ်နေတယ်။မှန်ထဲကအရေးဟာသူ့စီကိုတဖြည်းဖြည်းနီးကပ်လာပြီးအေးဆက်တဲ့လက်တစ်စုံကသူ့လည်ပင်းကိုညှစ်ဖို့လာနေပါတယ်။မောင်ထွန်းဟာနောက်နေ့မနက်မှာအသက်ရှူရက်သွားပြီးအကျောတွေကျိုးကတေဆုံးနေတာကိုတွေ့ရပါတယ်။သူ့မျက်နှာမှာအကြောက်တရားရဲ့အမတ်သားတွေနဲ့လက်ချောင်းတွေရဲ့အညိုမဲဆွဲတန်ရာတွေရှိနေပါတယ်။မောင်ထွန်းဟာအသက်ရှင်ကျန်ရစ်ပေမဲ့သူ့စိတ်ဟာပျောက်ဆုံးသွားပြီးညတိုင်းအိမ်ဟောင်းရဲ့အိမ်ခန်းမှာရေနေတတ်တဲ့စိတ်မနှံ့သူဖြစ်သွားပါတယ်။ရွာသားတွေကသူ့ကိုကြည့်ပြီးတရေကြီးကသူ့ကိုယ်စားလူသားတစ်ယောက်ကိုရွေးချယ်လိုက်ပြီးလို့ပြောကြပါတော့တယ်။